တရားနဲ့ထိုင်အကြိုက်မထိုင်ပါဒီထဲမှာရိတ်တာဝင်ဘူးတဲ့ပုဂ္ဂိုလ်တွေဒီတရားအကြိုက်ထိုင်ဘူးတဲ့ပုဂ္ဂိုလ်တွေနေ့တိုင်းဝင်ထိုင်တဲ့ပုဂ္ဂိုလ်တွေပါနေတယ်ဒါပေမဲ့ဖုံဖုံလှုပ်စေချင်တာကလုပ်ငန်းခွင်မှလည်းပဲရတဲ့ချိန်လေးမှာခဏထိုင်ဖို့နောက်2မိနစ်3မိနစ်ထိုင်တဲ့တရားကိုအထင်မသေးစေဘူးအထင်မသေးဘူးပထမဆုံး focus ကိုပြမယ်ပြီးတော့ technique ကိုပြောပြမယ် focus ကတော့ဝင်နေထွက်လေကို focus လုပ်မယ်မဟုတ်ရင်ဖောင်းနာပေးတော့ focus လုပ်မယ် technique ကတော့ဝင်လေရှူတဲ့အခါမှာတစ်ခါနဲ့9လောက်ထိရဝင်လေစိတ်ထဲမှာ1 2 3 4 5 6 9ပြီးရင်ထွက်လေ1 2 3 4 5 6 9ဒါက technique အများရှိတဲ့ technique အများရှိတယ်အာနာပါန technique focus ပြောပြီးပြီ technique ပြောပြီးပြီနောက်ဆုံးတစ်ခုက purpose intention ဆိုတာဒါရည်ရွယ်ချက်လည်းအမျိုးမျိုးရှိတယ်ဟိုနိဗ္ဗာန်ရောက်သည်ဒီအခုကနိဗ္ဗာန်အတွက်မပြောသေးဘူးဒီခန္ဓာကိုကရုဏာထားဖို့ဒီခန္ဓာကိုအောက်ဆီဂျင်မရရင်ဒီခန္ဓာကိုမနစ်ပိုင်းပဲနေတယ်မနစ်ပိုင်းဒါကြောင့်ဒီလို vulnerable ထိလွယ်ရှားလွယ်တဲ့ဒီခန္ဓာကိုကျင်နာမှုထားပါတနာပါ compassion ထားပါကရုဏာထားပါဒီခန္ဓာကိုကျမ်းမာဖို့အတွက်ဝင်နေထွက်လေရှုဆိုင်တယ်ဒီခန္ဓာကိုကျမ်းမာဖို့ဝင်နေထွက်ရှိတယ်ကရုဏာကဘုံဘုံရဲ့ intention အဆုတ်ထဲကိုအောက်ဆီဂျင်နဲ့ပို့ရတယ်အဆုတ်နေမှလည်းဆင်းနှလုံးနေမှလည်းဆင်းဒီကောလုံးမှာရှိတဲ့သွေးလွှတ်ကြောသွေးပြန်ကြောတွေဒီကောလုံးမှလိုအပ်တယ်ဟိုအုံနောက်ထိလိုအပ်တယ်အုံနောက်ကိုအောက်ဆီဂျင်မရောက်ဘူးဆိုရင်သူလည်းအရန်ကိုအရေးကြီးတယ်မိနစ်ပိုင်းတွင်မှာလေဖြတ်နေဒါကြောင့်ထိလွယ်ရှားလွယ် vulnerable ဖြစ်တဲ့ဒီခန္ဓာကိုတနာပြီးတော့ငဲ့ညာပြီးတော့ဝင်လေထွက်လေရှုဆိုင်ပါတော့ကိုပြောပြီးသွားပြီနောက်တစ်ခုဆက်ပြောမှာဝင်လေထွက်လေရှုဆိုင်တဲ့အခါမှာဖြစ်တဲ့စိတ်တော်တွေစိတ်ကအရမ်းမြန်တဲ့အခါကျတော့သူ့အလိုလိုသွားတွေးတယ်အော်တိုစိတ်ဘုံမှာခေါ်တယ်အော်တိုစိတ်ဆိုတာမတွေးချင်လည်းသူကဆို automatic သွားပြီးတွေးနေတယ် autoစိတ်အဲ့ auto စိတ်ဖြစ်လာတဲ့အခါမှာသူနဲ့သွားပြီးတော့ရံမဖြစ်ဖို့ဒါလေးမှတ်ထားပါရံမဖြစ်တယ်သူ့ကိုအပြစ်မတင်နဲ့တီးချင်မတွေးချင်ဘူးဆိုတော့ဘာဖြစ်လို့လာပြီးတော့တွေးနေတော့အဲ့လိုသူ့သွားပြီးရံမဖြစ်နဲ့သူ့ကိုသွားပြီး suppress လုပ်ထားတယ်မဟုတ်ရင်သူ့ကို ignore လုပ်ထားတယ် fight and flight မလုပ်ပါနဲ့နှစ်ခုစလုံးကဒေါသသဘောပဲဒါဖြင့်ဘယ်လိုလုပ်မှာတော့အဲ့ဒီ auto mind ကိုလက်ခံလိုက်ပါ acknowledge လုပ်ပါခေါ်တော့ acknowledge လုပ်တယ်သူရှိနေတယ်ဆိုတာကိုအသိမှတ်ပြုလိုက်တယ်ရှိနေဆိုတာသူ acknowledge လုပ်တယ်အဲ့ဒါကိုရိတ်တာမှကျတော့မှတ်တယ်လို့ပြောတယ်တွေးတယ်ဆိုရင်တွေးတယ်မှတ်ပါအဲ့ဒါကျတော့သူကစာစကားအရန်ဆန်လာတဲ့ခါကျတော့နေ့စဉ်သုံးတဲ့စကားမျိုးဖြစ်အောင် auto save ဖြစ်ရင်အဲ့ auto save ကိုအတိမတ်ပြုလိုက်ပါ acknowledge ဒါ auto save လို့ခေါ်တယ်ဒါ auto save ခေါ်တယ်ဒါ auto save ခေါ်တယ် auto save ကဒီလိုပဲလုပ်တယ်မဖိတ်ကနေသူကသူလာဘယ်ကနေလာမသိ auto save ပြီးရင်ဝင်နေထွက်လေစီပြန်ပါသူနောက်တစ်ခါထပ်ဖြစ်ရင်အဲ့လိုနောက်တစ်ချိန်အဲ့လိုပဲသူ့ကိုအတိမတ်ပြုလိုက်အဲ့လိုအကောင်းအဆိုးမပြောဘဲနဲ့မဝေဖန်ဘဲနဲ့သူ့ကိုအတိမတ်အဲ့လိုပဲပြုလိုက်တယ်ဆိုနောက်ပိုင်းကျတော့သူ count down ဖြစ်သွားတယ်ဒါကအတွေ့နောက်ဆုံးတစ်ခုကဒီမှာပြောတဲ့ဝေဒနာ message ကဘယ်နဲ့လာမဆိုမသိဘူးဒူကနေလာမလားခြေတလုံးနဲ့လာမလားခါနဲ့လာမလား
deliver message ဘယ်နေလားဆိုတော့လာရဆိုရင်အဲ့ဝိညာဉ်လေးကိုဒီမှာတင်းနေတယ်နားနေတယ်အဲ့လောက်ပဲသိလိုက်အဲ့ဒါကိုကောင်းတယ်မကောင်းဘူးဒီဝေဒနာဘယ်တော့ပျောက်မှာတော့သူပျောက်သွားအောင်လှုပ်လိုက်မယ်အဲ့ဒါမျိုးတွေရှောက်ပြီးတော့တွေးဖို့တွေးတယ်ဆိုရင်နံပါတ် 4 ရောက်သွားမယ်နံပါတ် 4သူ့အတွက် condition လုပ်လို့ဖြစ်သွားအဲကြောင့်ဝေဒနာပေါ်လာတယ်ဆိုရင်အဲ့ဝေဒနာကိုသွားပြီးတော့ acknowledge လုပ်ပါပြီးရင်ဝိညာဉ်ထွက်လေပြန်လာတဲ့အတူဆုံးတရားထိုင်မယ်နော်3မိနစ်ပဲထိုင်ခန္ဓာကိုတတ်ထားပါဝိညာဉ်ထွက်လေကိုခါတိုင်းနဲ့နည်းနည်းလေးအားဆက်ပြီးတော့ရှုပါအော်တိုစိတ်ဓာတ်ကိစ္စမရှိဘူးဒီကိုလာပြီးတော့တိပေးရုံပဲအော်တိုစိတ်ဖြစ်တာဒါပုံမှန်ပဲဓမ္မတာပဲကိုယ်ကိုအပြစ်တင်ဖို့မလုပ်ဘူးမချစ်မနှံ့ဖြစ်ဖို့မလုပ်မနဲ့ဖြီးပါဖြီးဒီ
လို့3မိနစ်ခဏခဏဟိုက်ပြီးခဏခဏလုပ်ရင်လုပ်ခါနေနောက်လုပ်ဝင်တဲ့အခါလှုပ်ရှားတဲ့